အားလုံးပဲမင်္ဂလာပါเนาะဒီနေ့တော့လေပါတယ်မီးလောက်တာလေပါတယ်သူကဘာမှမလုပ်တော့ဒိုင်နမိုမီးထွက်အောင်လုပ်ပြီးတော့ရည်တင်တာစပိန်ခွေကိုလေဗာလေဟိုကချက်ကျိုးတက်ပြီးတော့ဘိုးဘက်ကဗာလဲစီထည့်ပြီးတော့ဘယုံလှည့်လိုက်တာသူ့ဝိတ်နဲ့သူလဲသွားပြီးတော့ဗာလဲဒိုင်နမိုကလဲပြီးတော့မီးထွက်လာတယ်ဟောမီးလင်းလာတယ်ဒါဆိုဘာမှမလုပ်ဘူးเนาะမရည်တင်းနေတာကြည့်လိုက်တော်တော်လန်းနေတော့အဆင်ပြေเนาะဒါဆိုရင်တော်တော်မီတာကားတွေလည်းတတ်တာပါလျှက်စစ်လည်းသုံးလို့ရပြီလေအမကြည့်သူဟုတ်တယ်ဘူးတွေတက်ပြီးတော့လေဝိတ်သူ့ဝိတ်နဲ့သူလှည့်တာပေါ့ဘူးဝိတ်နဲ့ဟုတ်တယ်နော်မော်တာဒိုင်နမိုမိုင်ဝါကြီးနော်ဒါဆိုလို့ရှိရင်၄တက်မှတ်လောက်ရှိရနော်မီးထွက်အားကောင်းတယ်အဲ့ဒိုင်နမိုလောက်ဆိုရင်ဂျာအသာလေးပဲနော်သူကသူလဲနေတာသူ့အချိန်နဲ့သူလဲနေအပိန်ရစပီးခွေကိုဟုတ်တယ်ဒါကတော့ပို့ပြီးတော့ရိုးရှင်းနော်ဆိုင်ငယ်ဘိန်းနဲ့လုပ်ပြရတာဆိုင်ငယ်ဘိန်းနဲ့ဟုတ်ပါမှာဒီဘက်ကစပရိန်နှစ်ခုဆွဲရသေးတယ်ဒီကောင်တော့ဆိုင်ငယ်ဘိန်းကစပရိန်နှစ်ခုနဲ့ဆွဲလှည့်ပြီးတော့ဆိုင်ငယ်ဘိန်းကိုမတော်လှည့်ရနော်မရေတင်တာကြာစင်ပြေးနေရောပဲသူ့ချိန်နဲ့သူပြီးသွားပြီဘာမှမလုပ်တော့ဗာမီးမှလည်းမလုပ်တော်တော်စင်ပြေနော်တော်တော်လိုင်းကြီးကျွာရောက်အဲ့လိုစင်မရမယ် channel မှာလေးအဲ့လိုမျိုးလုပ်လို့ရတယ်ကျွန်တော်တို့ဘက်မှာ site view တွေလုပ်တယ်ဆိုတော့